နော်ဝေနိုင်ငံရဲ့မတ်ဆောက်တဲ့တောင်ကုန်းတစ်ခုထပ်မှာချိတ်ဆွဲထားတဲ့တဲငယ်လေးတစ်လုံးထိုတဲလေးထဲမှာဆာရှာဟာသူမရဲ့ပွန်းပဲ့နေတဲ့လက်ချောင်းလေးတွေကိုကော်တမျိုးသုံးပြီးပြုပြင်ကူတာနေပါတယ်။အပြင်ဘက်ကိုကြည့်လိုက်တဲ့အခါမှာတော့သူတို့ဟာမြေပြင်နဲ့အတော်လေးဝေးကွာတဲ့အမြင့်တနေရာကိုရောက်ရှိနေပြီဆိုတာမြင်တွေ့ရမှာပါ။သူမရဲ့ချစ်သူတွမ်မီနိုးလာတဲ့အခါမှာတော့ဆာရှာကသူတို့ရဲ့တောင်တက်ခီးစဉ်ကိုဆက်ဖို့တိုက်တွန်းมาတော့တယ်။ဒီစုံတွဲဟာအတွေ့အကြုံရဲ့တောင်တက်သမားတွေပြီးကျွမ်းကျင်မှုအပြည့်နဲ့တောင်ကိုဆက်လက်တက်လှမ်းခဲ့ကြပါတယ်။လန်ခီးမှာမုတ်စားဖို့ဒါမှမဟုတ်စိတ်လှုပ်ရှားလို့အော်ဟစ်ဖို့ကလွှဲရင်သူတို့မရနာကြပါဘူး။ဒါပေမဲ့ထိတ်ဆုံးကိုရောက်ခန့်ဒီအချိန်မှာတော့မမျှော်လင့်မဲဆာရှာချေချော်သွားခဲ့ပါတယ်။ကျိုးရီကြောင့်ပြုံးမကြပဲအသက်ဘေးကလွတ်မြောက်ခဲ့ပေမဲ့အမြဲတမ်းဒီနေရာရောက်တိုင်းကြာရှုံးနေခဲ့ရတဲ့အတွက်ဆာရှာတယောက်အတော်လေးစိတ်ပြတ်သွားပါတယ်။တွမ်မီကသူမကိုစိတ်အေးအေးထားဖို့ဖြောင်းပြပေမဲ့ဆာရှာကတော့နောက်ထပ်အကြိမ်ကြိမ်ထပ်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အကြိမ်တိုင်းမအောင်မြင်ခဲ့ပါဘူး။နေဝင်ချိန်ရောက်လာပြီးကောင်းကင်ကမှောင်လာတာကြောင့်တွမ်မီကဒီနေ့တော့ရက်လိုက်ပြီးမနှက်ဖြန်ကြမှာထပ်ကြိုးစားကြတာပေါ့လို့သူမကိုနားချပြီးတဲတဲကိုခေါ်သွားပါတယ်။တဲတဲရောက်တဲ့အခါတွမ်မီကသူ့ရဲ့ရင်ဖွင့်စကားတွေကိုပြောပြပါတယ်။သူ့မှာခီးတွေအများကြီးသွားဖို့အချိန်မကျန်တော့သလိုခံစားနေရကြောင်းနဲ့ဆာရှာရဲ့ပေါ်ရောက်မှုတွေပေါ်စိုးရိမ်နေကြောင်းဝန်ခံလိုက်ပါတယ်။ငါတို့ရဲ့ကံကောင်းခြင်းတွေကတနေ့တော့ကုံဆုံးသွားလိမ့်မယ်။ငါရဲ့အာယုံကအဲ့ဒီလိုပဲပြောနေတယ်လို့တွမ်မီကစိုးရိမ်တကြီးပြောနေပေမဲ့ဆာရှာကတော့ဒါကိုအလေးမထားပဲခပ်ပေါ့ပေါ့ပဲတုံ့ပြန်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ဦးဟာမှုန်တိုင်းအချိန်ကြီးစောင့်ကြည့်ဖို့နဲ့မှုန်တိုင်းပြီးမှခီးဆက်ဖို့သဘောတူလိုက်ကြပါတယ်။လေပြင်းတွေတိုက်ခတ်လာပြီးကြောက်တုံးပြက်စီးတွေပြုတ်ကျလာတဲ့အတွက်သူတို့ဟာတောင်တရံနဲ့ကပ်ပြီးခေါင်းငုံကခုနားနေကြရပါတယ်။အဲ့ဒီနောက်တွမ်မီကလေကတစ်လိုနေရာမျိုးမှာနားဖို့အကြံပြုတာကြောင့်ဆာရှာကအရင်ဆုံးဆင်းသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအရှိန်နဲ့ပြုတ်ကျလာတဲ့ကြောက်တုံးကြီးတစ်တုံးဟာတွမ်မီရဲ့ခေါင်းကိုတက်တက်ထိမှန်သွားပါတော့တယ်။တွမ်မီကသတိလစ်သွားပြီးကျိုးရဲ့အဆုံးမှာတွဲလောင်းကြီးဖြစ်နေပါတယ်။ဆာရှာကကျိုးကိုအားကုန်ဆွဲထားရပေမဲ့တွမ်မီရဲ့ကိုယ်အလေးချိန်နဲ့လေပြင်းတန်ကြောင့်သူမပါအောက်ကိုချော်ကျလာပါတယ်။သူမဘလောက်ပဲအော်ဟစ်နေပေမဲ့တွမ်မီကတော့နိုးမလာခဲ့ပါဘူး။နောက်ဆုံးမှာတော့သူမကိုယ်တိုင်အသက်ရှင်ဖို့အတွက်တွမ်မီကိုချိတ်ဆက်ထားတဲ့ကျိုးကိုလွှတ်ပေးလိုက်ရပါတော့တယ်။ဆာရှာသူမရဲ့ချစ်သူအောက်ကိုပြုတ်ကျသွားတာကိုကြည့်ပြီးတောင်နရံကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်းရင်အသွဲကွဲမတက်ငိုကြွေးနေခဲ့ပါတယ်။9 လကြာပြီးနောက်မှာတော့ဩစတြေးလျနိုင်ငံရဲ့တဲကန်နာရထဲမှာဆာရှာတယောက်တည်းကောင်းမောင်းနေပါတယ်။သူမရဲ့ GPS အချက်ပြမှုပြတ်တောက်သွားတာကိုသတိထားမိလိုက်ချိန်မှာတော့ဆာရှာဟာတွမ်မီထားရခဲ့တဲ့တန်လိုက်အိမ်မြောင်လေးကိုပဲအားကိုပြီးလမ်းမှန်ကိုရှာဖွေခဲ့ရပါတယ်။ညဘက်ကြောက်ဆောင်တစ်ခုနားမှာစခန်းချနားနေရင်အထီးကျန်စွာနဲ့လူးလွတ်နေမိသလိုသူမကိုတောင်တက်ပညာတွေသင်ပေးခဲ့တဲ့တွမ်မီရဲ့အငွေ့အသက်တွေကိုလည်းတန်းတာနေမိပါတယ်။နောက်တစ်နေ့မှာတော့ဆာရှာဟာဝန်ဒါရာမျိုးသားဥယျာဉ်ကိုရောက်ရှိလာပါတယ်။အဲကြိုဆောင်မှာလက်ကမ်းစာဆောင်တွေကြည့်နေတော့တောဆောင်ဝန်ထမ်းကဒီဒေသမှာလူတွေခဏခဏပျောက်ဆုံးနေတယ်လို့တယောက်တည်းမသွားပါနဲ့လို့တတိပေးရှာပါတယ်။ဒါပေမဲ့ဆရာထက်တန်တဲ့ဆာရှာကတော့ဂယူးမဆိုင်ပဲလိုအပ်တဲ့စာရွက်စာတမ်းတွေမှာလက်မှတ်ထိုးပြီးခရီးဆက်ခဲ့ပါတယ်။ရိတ်ခါဝဲဖို့ကုန်းသုံးဆိုင်ကိုဝင်တဲ့အခါမှာတော့မိုးစိုးနှစ်ယောက်ကသူမကိုနှောက်ယှက်ပါတော့တယ်။ဆာရှာကလွတ်လျူရှုဖို့စ조사ပေမဲ့ထိုလူတွေကဇွဲမလျှော့ပဲကောင်နာနားထိလိုက်ပြီးဂျောင်ပိတ်နှောက်ယှက်လာပါတယ်။ကံကောင်းထောက်မစွာနဲ့ဘန်ဆိုတဲ့အမျိုးသားကဝင်ရောက်ကူညီပေးခဲ့လို့မိုးစိုးတွေထွက်သွားကြရပါတယ်။ဆာရှာလည်းကျေးဇူးတင်တဲ့အနေနဲ့ဘန်ညောင်းနဲ့အမဲသားကြောက်တွေကိုဝယ်ယူခဲ့ပါတယ်။ကားပေါင်ငင်ရောက်တော့ GPS ကအလုံးမလုံးသေးတာကြောင့်ဆာရှာဟာ Grand Annie Rose ကိုသွားဖို့အကောင်းဆုံးလမ်းကိုဘန်ကိုမေးမြန်းပါတယ်။ဘန်ကလက်ညွန်ပေးုံနေမကပဲ Bloodstone Bay ကပိုပြီးလှပကြောင်းနဲ့အဲ့ဒီဘက်မှာရာသီဥတုကနည်းနည်းကျန်းတန်းနိုင်ကြောင်းသတိပေးပါတယ်။ဒါပေမဲ့ဆာရှာကတော့ကျမကိုင်းတွယ်နိုင်ပါတယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြောပြီးတော့မောင်းထွက်ခဲ့ပါတယ်။နိုင်ပေါင်းများစွာကားမောင်းပြီးနောက်ညအိနားဖို့ရေကန်ဘေးမှာရက်လိုက်တဲ့အခါစောစောကမုတ်ဆိုးတွေပြန်ရောက်လာတာကိုမြင်လိုက်ရလို့ဆာရှာအတော်လေးစိတ်တူသွားပါတယ်။သူတို့တက်လာတဲ့တမင်ကိုကိုင်းတွယ်နေတော့သူတို့ခွေးကဆာရှာကိုတောက်လျှောက်ဟောင်နေပါတယ်။မုတ်ဆိုးတယောက်ကသူမရဲ့ကားပရင်းပေါက်ကိုလာခောက်ဖို့ပြင်နေတော့မှပဲဆာရှာကပစ္စည်းတွေသိမ်းပြီးကားထဲဝင်ကလစ်လျူရှူထားလိုက်ပါတယ်။တော်သေးတာကထိုလူတွေကတကောင်ရံမှာပဲပြန်ထွက်သွားကြလို့ဆာရှာအေးအေးဆေးဆေးအိတ်ဆက်ခွင့်ရခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ဆာရှာဟာသူမရဲ့ကရက်လေလေးနဲ့ရေစည်းချမ်းတွေကိုဖျက်ကျော်လှော်ခတ်ပါတယ်။ရေစည်းကပြင်းထန်ပေမဲ့ကျွမ်းကျင်တဲ့ဆာရှာအတွက်တော့အခက်အခဲမရှိခဲ့ပါဘူး။ရေတကုံတစ်ခုကိုတွေ့တဲ့အခါလှေကိုထားရစ်ခဲ့ပြီးရေကန်ထဲကိုရဲရဲဝံ့ဝံ့ခုန်ချလိုက်ပါတယ်။ဒါပေမဲ့သူမရဲ့စွန်စားကန်းအတွင်းမှာစိတ်နှောက်ယှက်ဖြစ်စရာတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့တစ်ပင်တွေမှာချိတ်ဆွဲထားတဲ့ပျောက်ဆုံးနေသူများရဲ့ဓာတ်ပုံတွေနဲ့သူတို့ရဲ့အသုံးဆောင်ပစ္စည်းတွေပါပဲ။ဒီမြင်ကွင်းကသူမကိုအတော်လေးထိတ်လန့်သွားစေပါတယ်။ညဘက်မှာဆာရှာဟာသူမရဲ့အသုံးဆောင်ပစ္စည်းတွေနဲ့အသားကြောက်တချို့ကိုတက်ကိုင်းပေါ်မှာချိတ်ပြီးအချောက်ခံထားခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်နေ့မနက်နိုးလာတဲ့အခါမှာတော့မမျှော်လင့်ပဲသူမရဲ့ပစ္စည်းအလုံးပျောက်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်။တဲထဲမှာလည်းမွေတကောင်နဲ့တိုးတာကြောင့်လမ်းဖြန့်သွားခဲ့ရပါသေးတယ်။ဆာရှာဟာကရက်လေလေးနဲ့ခရီးဆက်လာရင်လမ်းဘေးမှာဆွတ်ပစ်ထားတဲ့လှေတစင်းကိုတွေ့တာကြောင့်ကုန်းပေါ်တက်ပြီးစုံစမ်းကြည့်မိပါတယ်။အဲ့ဒီမှာတော့သူမကိုကူညီခဲ့မှုတဲ့ဘန်နဲ့ပြန်ဆုံပါတယ်။ဘန်ကသူမကိုတွေ့ရတာဝမ်းသာအားရဖြစ်နေသလိုပါပဲ။ဆာရှာကသူမရဲ့ဖုန်းနဲ့ရိတ်ခါတွေအားလုံးပျောက်သွားပြီလို့ပြောပြတဲ့အခါဝမ်ဘတ်ကောင်တွေခိုးသွားတာနေမှာလို့အပြစ်ပုံချပြီးသူ့ရဲ့အစားအစာတွေကိုဝေမျှပေးပါတယ်။သူတို့နှစ်ယောက်ငားကင်စားရင်စကားပြောပြကြတဲ့အခါဆာရှာကဘန်ရောင်းနဲ့အမဲသားကြောက်ထုတ်ပေါ်ကဂျီနို့ဆိုတဲ့နာမည်အကြောင်းမေးမိပါတယ်။ဘန်ကအဲ့ဒါသူ့အမေနာမည်လို့ခတ်တူတူပဲဖြေပြီးတော့စကားလမ်းကြောင်းလွှဲလိုက်ပါတယ်
သူကတစ်ပင်တွေကနေရေစုဆောင်းနည်းတွေကိုဆာရှာကိုသင်ပေးသလိုသူဟာဗီဒိန်ကဖြစ်ကြောင်းနဲ့ဒီတောတွေကိုအပတ်တိုင်းလာနေကြဖြစ်ကြောင်းတွေကိုပြောပြပါတယ်။စကားဝိုင်းကပို့ပြီးတော့ထူးဆန်းလာပါတယ်။ဆာရှာကသူမတောင်းမတက်တော့ပဲမြစ်ဖက်ကိုဘာလို့လာခဲ့ရတယ်လဲဆိုတာကိုရှင်းပြဖို့ကြိုးစားပေမဲ့ဘန်ကတော့သူ့ဘာသာခံမှန်းချက်တွေထုတ်နေပါတယ်။ဘန်ကဆာရှာဟာသူ့အမေလိုပဲထူးခြားပြီးတော့စိတ်သက်ကြက်ခိုင်တဲ့အမျိုးသမီးတယောက်လို့ချီးကျူးနေပေမဲ့သူ့ရဲ့အကြည့်နဲ့စကားလုံးတွေကဆာရှာကိုကြောချမ်းသွားစေပါတယ်။ထိတ်လန့်စရာကောင်းတဲ့အမှန်တရားကအဲ့ဒီမှာနေပေါ်လာပါတော့တယ်။ဆာရှာထွက်သွားဖို့ပြင်လိုက်ချိန်မှာဘန်ကသူမကိုတားဆီးလိုက်ပြီးသူ့လက်ကောက်ဝတ်မှာပတ်ထားတဲ့လက်ကောက်ကိုပြလိုက်ပါတယ်။အဲ့ဒီလက်ကောက်ကဆာရှာပစ္စည်းတွေကတခုပါဘန်ဝင်ခံလိုက်တာကတော့မရဲ့အိတ်ကိုငါယူလာတာဒါပေမဲ့စိတ်မပူပါနဲ့ရိတ်ခါတွေကိုတော့ပြန်ဖြစ်ပေးထားတယ်ဖုန်းတစ်လုံးမဲ့ငါသိမ်းထားလိုက်တာလို့ဘန်ကပြောလိုက်ပါတယ်ဘန်ကသူ့ရဲ့လေးနဲ့စပီကာကိုထုတ်ပြီးတော့တချင်းတစ်ပုတ်ဖွင့်လိုက်ပါတယ်ပြီးတော့ဆာရှာကိုရက်ဆက်တဲ့ဂိမ်းတစ်ခုကစားဖို့အခွင့်အရေးပေးလိုက်ပါတယ်ဒီတချင်းမဆုံးခင်ထိမင်းမပြေးဖို့အချိန်ရှိတယ်ငါလက်ကနေအဝေးဆုံးကိုလွတ်အောင်ပြေးတော့လို့ပြောတော့ဆာရှာကအသက်လူပြီးတောထဲကိုအောင်းအောင်ပြေးပါတော့တယ်သူမဟာမျက်နှာကိုရောက်တာနဲ့ကြရက်လေပေါ်မြ မြန်တက်ပြီးအစွမ်းကုန်လှော်ခတ်ပါတော့တယ်တချင်းတန်ဆုံးသွားတာနဲ့ဘန်ဟာလည်းတားကောင်ကိုလိုက်လံရှာဖွေတဲ့မုတ်ဆိုးတယောက်လိုကမ်းခြေတစ်လျှောက်ပြေးလွှားပြီးဆာရှာကိုစောင့်ကြည့်ဖို့လှုပ်ရှားလာပါတော့တယ်မြေရီစီကြောင်ကအတော်လေးပြင်းထန်လွန်းတာကြောင့်ဆာရှာရဲ့ကြရက်လီဟာရေတကွန်ထဲကိုလွင့်စင်ကျသွားပြီးတော့မှောက်ခုံဖြစ်သွားပါတယ်ဆာရှာအသက်နေရဲ့ကြားကနေကပတ်ကိုအမြန်ဖြုတ်အိတ်ကိုဆွဲယူပြီးတော့ကုန်းပေါ်ရောက်အောင်အသေးအတန်ရေကူးခဲ့ရပါတယ်သူမရဲ့ကြရက်လေကလေးကတော့ရေကြီးထဲမှာမျောပါပျောက်ကွယ်သွားပါတော့တယ်ကုန်းပေါ်ရောက်တဲ့အခါရေဆိုပြီးလေးလံနေတဲ့ဂျာကင်အင်ကြီးကိုချွတ်ပစ်လိုက်ပြီးတောထဲကိုဆက်ပြေးခဲ့ပါတယ်အဲ့ဒီအချိန်မှာမိသားစုတစုစကားပြောနေတဲ့အတန်ကိုကြားလိုက်ရလို့ကူညီများရမလားဆိုတဲ့မျှော်လင့်ချက်နဲ့တွားကြည့်မိတဲ့အခါမှာတော့သူမမြင်လိုက်ရတာကလူတွေမဟုတ်ပဲဗီဒီယိုဖွင့်ထားတဲ့ဖုန်းတစ်လုံးသာဖြစ်နေပါတယ်ထိုဗီဒီယိုထဲမှာတော့ဘန်ကသူတက်ခဲ့တဲ့မိသားစုကိုလှောင်ပြောင်နှုတ်ဆက်နေတာတွေကိုတွေ့လိုက်ရတဲ့အတွက်ဆာရှာတယောက်ထိတ်လန့်တုန်လှုပ်သွားရပါတယ်ရုတ်တရက်ဆိုသလိုမြားတစ်စင်းကသူမရဲ့ဘေးနားကိုဝှက်ခနဲဖြတ်ပစ်လိုက်တာကြောင့်ဆာရှာလည်းကြောက်ဆောင်နေတော့မှအမြန်ပုံးလိုက်ရပါတယ်ဘန်ဟာတားအောင်ကိုရှာတွေ့သွားတဲ့မုတ်ဆိုးတယောက်လိုပေါ်လာပြီးနောက်မှာတော့အသေးရတဲ့လိုက်တိုင်းပြေးတဲ့ကစားပွဲကြီးစတင်มาတော့တယ်ဘန်ကမြားတွေနဲ့အဆက်မပြတ်ပစ်ခတ်နေပြီးဆာရှာကလည်းအစွမ်းကုန်ရှောင်တိန်နေခဲ့ပါတယ်ဒါပေမဲ့မြားတစ်စင်းကတော့သူမရဲ့ချက်တောက်ကိုထိမှန်သွားပါတယ်နောက်ထပ်မြားတစ်စင်းကသူမရဲ့အိတ်ကိုထိမှန်သွားတဲ့အခါဆာရှာဟန်ချက်ပြက်ပြီးတောင်ကုန်းပေါ်ကနေမြစ်ထဲကိုလိမ့်ကျသွားပြန်ပါတယ်ရေကြီးကအရန်တန်တာကြောင့်သူမကိုကြောက်ကဘားတွေစီဆွဲခေါ်သွားပေမဲ့ဆာရှာကတော့ဇွဲမလျှော့ပဲကြောက်ဆောင်တွေကိုအတင်းဆုပ်ကရင်ရေတကွန်ဘေးကငိမ်သက်နေတဲ့ရေကန်စီရအောင်စူးစမ်းခဲ့ပါတယ်ကုန်းပေါ်ပြန်ရောက်တဲ့အခါမိသားစုစီကရခဲ့တဲ့ဖုန်းကိုစစ်ဆေးပေမဲ့ပြုတ်ကျတဲ့ဒဏ်ကြောင့်ပျက်စီးနေပါပြီ။သူမရဲ့အိတ်ထဲမှာတော့ကံကောင်းထောက်မစွာနဲ့မုတ်တချို့နဲ့ရေကိုရှာတွေ့တာကြောင့်အင်အားပြန်ဖြည့်နိုင်ခဲ့သလိုကာကွယ်ရေးအတွက်ပပစပရေးကိုလည်းအိတ်ကတ်ထဲမှာအစင်သက်ဆောင်ထားလိုက်ပါတယ်။ရှေ့ဆက်ဖို့လမ်းကြောင်းရှာမရတော့တဲ့အခါဆာရှာဟာသူမရဲ့တောင်တက်ကျွမ်းကျင်မှုကိုအသုံးချပြီးမတ်ဆောက်တဲ့ကြောက်ကဘာအတိုင်းအပေါ်ကိုတက်ခဲ့ပါတယ်။အန်ရများတဲ့စ조사မှုအပြီးမှာတော့ထိတ်ဆုံးကိုရောက်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုမြင်တွေ့လိုက်ရပါတယ်။မှန်ပြောင်းနဲ့ကြည့်လိုက်တဲ့အခါဘန်ရဲ့လှေကလမ်းကြောင်းသားမှာရှိနေစေဆိုတာသိလိုက်ရသလိုဘန်ကလည်းသူမရှိရာတောင်ကုန်းပေါ်ကိုတက်လာနေပါပြီ။သူကဆာရှာကိုမြင်တဲ့အခါရက်လိုက်ပြီးသွေးအေးနဲ့ပြုံးပြလိုက်ပါသေးတယ်။ဆာရှာဟာချက်ချင်းပဲကြောက်ကဘာအောက်ကိုပြန်ဆင်းပြီးကြောက်တုံးအောက်မှာငြိမ်သက်စွာပုန်းနေလိုက်ပါတယ်။ဘန်ကအနားထိရောက်လာပြီးလိုက်လံရှာဖွေပေမဲ့သူမကိုမတွေ့တာကြောင့်ထွက်သားတဲ့အခါမှပဲဆာရှာလည်းအသက်ကိုဝါရှူပြီးနောက်ထပ်တစ်ကြိမ်လွတ်မြောက်အောင်ပြေးနိုင်မှုပြင်ဆင်มาတော့တယ်ဘေးကင်းလောက်မဲ့နေရာတစ်ခုကိုရောက်တဲ့အခါဆာရှာဟာမှန်မြောင်းတဲ့အခြေအနေကိုလှမ်းကြည့်မိပါတယ်အဲ့ဒီမှာတော့ဘန်ဟာသူ့ရဲ့လှေနားမှာတချင်းနားထောင်ရင်အဝတ်စားမပါပဲရေထဲခုန်ချအနားယူနေတာကိုတွေ့လိုက်ရပါတယ်ဒါခွင်ကောင်းမဲ့လို့ဆုံးဖြတ်ပြီးဆာရှာဟာရေအောက်ကနေတတိထားငုတ်ရှိုးကဘန်ရဲ့လှေရှိရာကိုကူးခတ်သွားခဲ့ပါတယ်လှေနားရောက်တဲ့အခါသူမကိုချီနှောင်ထားမဲ့တန်ကြိုးတွေကိုဖြေဖို့အသေးအတန်စူးစမ်းပေမဲ့မအောင်မြင်ခဲ့ပါဘူးအဲ့ဒီနောက်တန်ကြိုးရဲ့အစုံတစ်ဖက်ကိုရဖို့စူးစမ်းရင်မတော်တဆဝုံဝုံဖမ်းတဲ့ထောင်ချောက်ကိုနင်းမိပြီးအော်ဟစ်ကလဲကျသွားပါတော့တယ်ဆာရှာရဲ့အော်တန်ကိုကြားလိုက်ရတဲ့ဘန်ဟာချက်ချင်းပဲအဝတ်စားလဲပြီးပြေးလာကတန်ကြိုးကိုတုံးပြီးဆာရှာကိုကုန်းပေါ်ပြန်ဆွဲတင်ခဲ့ပါတော့တယ်ဘန်အနားကိုရောက်လာတဲ့အချိန်မှာတော့ဆာရှာကသူမရဲ့လက်နက်ဖြစ်တဲ့ပပစပရေးနဲ့ဘန်ရဲ့မျက်နှာကိုလှမ်းဖြန့်လိုက်ပါတယ်ဘန်လည်းမျက်စိတွေပူဆက်သွားတာကြောင့်ရေဆေးဖို့မြစ်တဲကိုခုန်ချသွားခဲ့ပါတယ်အဲ့ဒီချိန်မှာဆာရှာကကြောက်ဆောင်မှာကတ်နေတဲ့တန်ကြိုးကိုဆွဲထုတ်ပြီးလေးနဲ့များကိုလူယူဖို့စူးစမ်းပေမဲ့ဘန်ကတန်ကြိုးကိုအားနဲ့ပြန်ဆွဲလိုက်တာကြောင့်ဆာရှာမှာအခွင့်အရေးလက်လွတ်လိုက်ရပါတယ်။နောက်ဆုံးမှာတော့ဘန်ကသူမကိုလေးနဲ့များနဲ့ချိန်ပြီးအညံ့ခံမှုအတင်းကျပ်လုပ်ပါတော့တယ်။ဆာရှာကိုထောက်ချောက်တဲကလှုပ်ပေးပြီးနောက်မှာတော့ဘန်ဟာသူမကိုတစ်ပင်တစ်ပင်မှာလက်ကောက်ဝတ်ကနေကျိုးနဲ့ချီနှောင်ထားလိုက်ပါတယ်။သူကဒါကိုအမဲလိုက်ချင်းဆိုင်ရာထုံးနှန်းစင်လာလို့ခေါင်းစဉ်တက်ပြီးဆာရှာကိုနှိပ်စက်ပါတော့တယ်။ဆာရှာကိုအတင်းကျပ်အစားအသောက်တွေကျွေးဖို့စူးစမ်းပေမဲ့ဆာရှာကညှင်းဆန်တဲ့အခါဘန်ကစိတ်တူပြီးတန်ကြိုးကိုအားနဲ့ဆဲကသူမကိုနာကျင်အောင်လုပ်ပါတယ်။ညဘက်မှာမိုးတွေတဲထန်သွားရသွန်းလာတဲ့အခါဘန်ကတော့သူ့တဲထဲမှာတက်တောင့်တက်တာနေထိုင်ပေမဲ့ဆာရှာကိုတော့တစ်ပင်အောက်မှာပဲဒီတိုင်းပစ်ထားခဲ့ပါတယ်။သူကသူ့ရဲ့ရွတ်သွက်တဲ့အတွေးခေါ်တွေကိုလည်းအခုလိုပြောပြပါသေးတယ်။ထုံနှန်းစင်လာတွေကလူတွေကဘာတူလဲဆိုတာကိုသတိပေးတာပဲ။နာကျင်မှုကိုခံနိုင်ရရှိမှလူလားမြောက်တာလို့ပြောပြီးနောက်တနေ့မနက်မှာတော့ဘန်ကဆာရှာကိုလက်ထိတ်ခတ်ပြီးလှေနဲ့ချီနှောင်ကတနေရာကိုခေါ်သွားပါတယ်။လန်ကီမှာဘန်ကဆာရှာအကြောင်းကိုအကုန်စုံစမ်းထားကြောင်းနဲ့သူမရဲ့ချစ်သူဒရမ်မီတည်ဆုံသွားတာကိုသိကြောင်းဖွင့်ဟလိုက်ပါတယ်
တော်မီလိုတွေးကြုံရှိတဲ့သူကဒီတိုင်းပြုတ်ကြတာဟာထူးဆန်းတယ်လို့ပြောပြီးဆာရှာကရမီကိုတတ်လိုက်တဲ့အောင်တွေ့ဝိုက်ပြီးစော်ကားလိုက်ပါသေးတယ်ဒီချိန်မှာဆာရှာလေပေါ်ကကျိုးတွေကြားထဲမှာဝှက်ထားတဲ့တန်ချောင်းတစ်ချောင်းကိုတွေ့သွားပြီးယူဖို့စူးစမ်းမိပါတယ်ဒါကိုရိပ်မိသွားတဲ့ဘန်ကသူမကိုလှေပေါ်ကနေမြစ်ထဲကိုတွန်းချလိုက်ပါတော့တယ်ဆာရှာအသက်လူပြီးရေကူးဖို့စူးစမ်းပေမဲ့ဘန်ကလှေကိုဆက်လော်နေတာကြောင့်တန်ကျိုးနဲ့ခြိထားတဲ့ဆာရှာဟာရေကြီးထဲမှာတရွတ်တိုက်ပါသွားပါတော့တယ်ပြင်းထန်တဲ့မြေရီစီတောင်းကဆာရှာကိုရောက်တဲ့ထိဆွဲနှစ်ပစ်နေပေမဲ့သူမဟာအရှုံးမပေးပဲကမ်းခြေရောက်တဲ့အထိအသက်ကိုမနှဲလူပြီးရေကူးခဲ့ရပါတယ်ဒါပေမဲ့ကုန်းပေါ်ရောက်နေတဲ့အခါမှာတော့တင်မင်းတမန်ဘန်ကစောင့်ကြိုနေခဲ့ပါတယ်ဘန်ကသူမကိုတောင်တက်ကပတ်တွေအတွင်းဝတ်ခိုင်းပြီးဂူတစ်ခုတည်းကိုခေါ်ဆောင်သွားခဲ့ပါတယ်ဂူထဲကိုနက်နက်ရှိုင်းဝင်သွားတဲ့အခါမှာတော့ဆာရှာဟာကြောချမ်းစီမဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒါကတော့မျက်နှာချက်မှာကျိုးဆွဲချထားတဲ့လူသေးလောင်းနှလောင်းပါပဲဘန်ကသွေးအေးနဲ့ပဲရှေးအောင်မျိုးနယ်စုတွေရဲ့ယုံကြည်ချက်အကြောင်းကိုအခုလိုပြောပြပါတယ်တချို့မျိုးနယ်စုတွေကတားကောင်ရဲ့ဝိညာဉ်ကိုဖမ်းယူဖို့ဆိုရင်အသေးကိုစားရတယ်လို့ယုံကြည်ကြတယ်လို့ပြောလိုက်ပါတယ်ဒါတွေမကသေးဘူးဗီဒီယိုထဲကမိသားစုကလည်းတပ်ဖြတ်ခံလိုက်ရပြီးဖြစ်ကြောင်းနဲ့ကလေးတွေဟာလည်းမြေပြင်ပေါ်မှာအသက်မဲ့စွာလဲလျောင်းနေပြီဖြစ်ကြောင်းသူကပြောပြပါတယ်အဆိုးဆုံးကတော့ဆာရှာကူထဲမှာ6အောင်လှမ်းထားတဲ့အသားစားတွေကိုမြင်လိုက်ရတဲ့အချိန်မှာပါပဲအဲ့ဒီအသားစားတွေကတိရစ္ဆာန်အသားတွေမဟုတ်ပဲလူသားတွေကိုအသားကြောက်လှုပ်ထားတာဖြစ်ကြောင်းသဘောပေါက်သွားတဲ့အခါဆာရှာတကူလုံးထိတ်လန့်တုန်လှုပ်သွားပါတော့တယ်ဆာရှာအသေးအံထွက်ပြေးဖို့ကြိုးစားပေမဲ့ဘန်ကတန်ကျိုးနဲ့ဆွဲခေါ်ပြီးသူမရဲ့ဖက်နှက်တွေကိုချွတ်ကအနားယူဖို့အတင်းကျပ်ခိုင်းစေပါတယ်ဆာရှာကဘန်ကိုစိတ်တန်ရာတစ်ခုခုရှိနေသူလို့ယူဆပြီးလူတွေကမင်းကိုနာကျင်အောင်လုပ်ခဲ့ကြလို့လားလို့မင်းရင်စာနာမှုနဲ့ဖြောင်းပြဖို့ကြိုးစားပါတယ်ဒါပေမဲ့ဘန်ကတော့သူ့ရဲ့သွားတူတွေကိုဆွဲထုတ်ပြလိုက်တဲ့အခါဆက်ဆုပ်ဖွယ်ကောင်းလောက်အောင်ချွန်ထက်နေတဲ့သွားတွေကိုမြင်လိုက်ရပါတယ်သူကဆာရှာရဲ့လက်ချောင်းတွေကိုသူ့ပါးစပ်ထဲအတင်းထည့်ပြီးတော့ထိုးချွန်ထက်တဲ့သွားတွေရဲ့ခံစားချက်ကိုသိအောင်လုပ်လိုက်ပါသေးတယ်ဘန်ခဏထွက်သွားချိန်မှာဆာရှာဟာဂူရဲကခီးဆောင်အိမ်ဟောင်းတစ်လုံးကိုရှာဖွေကြည့်ရမှာဘန်ရဲ့ကလေးဘွားကမိခင်ဖြစ်သူနဲ့ရိုက်ထားတဲ့ဓာတ်ပုံကိုတွေ့လိုက်ရပါတယ်။ဘန်ပြန်ရောက်လာတဲ့အခါမှာတော့သူမကိုဂူရဲပို့နှက်တဲ့နေရာကိုဆွဲခေါ်သွားပြီးလက်ကဝတ်ကိုဆက်တစ်ခုနဲ့ချိတ်ဆွဲထားလိုက်ပါတယ်။သူကိုယ်တိုင်လှုပ်ထားတဲ့စားရည်စီကြီးကိုဖွင့်ပြပြီးဒါဟာအသားကိုနူးညံ့စေတဲ့အကောင်းဆုံးအရာလို့ပြောပြလိုက်ပါတယ်။ဆာရှာကဓာတ်ပုံကြောင်းမိတဲ့အခါဘန်ကစိတ်လှုပ်ရှားစရာကောင်းတဲ့အမှန်တရားတစ်ခုကိုဖွင့်ဟလိုက်ပါတယ်။ငါပထမဆုံးစားခဲ့တဲ့သူကငါအမေပဲ။အခုတော့အမေကငါနဲ့အတူအမြဲရှိနေပြီလို့ဘန်ကပြောလိုက်ပါတယ်။ဘန်ကဆာရှာကိုလည်းဒီလိုပဲတက်ဖြတ်ပြီးသူ့နားမှာအမြဲထားမယ်လို့ပြောကဖက်လိုက်တဲ့အချိန်မှာတော့ဆာရှာဟာနောက်ဆုံးလက်ကျန်အင်အားနဲ့ဘန်ရဲ့နှွေးရက်ကိုအားကုန်ကိုက်ဖြတ်ပစ်လိုက်ပါတယ်။ဘန်နာကျင်လုံးလို့ရုန်းကန်နေတော့မှပဲတန်ကြိုးကဆက်ကနေလွတ်ထွက်သွားပြီးတော့ဆာရှာလည်းလွတ်မြောက်သွားခဲ့ပါတယ်။ဆာရှာပြေးလွှားထွက်ပြေးချိန်မှာဘန်ကသူမရဲ့အင်ကြီးကိုဆွဲဖမ်းပေမဲ့အင်ကြီးပြတ်သွားတာကြောင့်သူမလွတ်သွားခဲ့ပါတယ်။ဘန်ကနောက်တစ်ချိန်ထပ်ဆွဲဖို့ကြိုးစားပေမဲ့ဆာရှာဟာသူ့လက်ထဲကနေရုန်းထွက်ပြီးမြစ်ထဲကိုခုန်ချလိုက်ပါတော့တယ်။ဒေါသတွေပေါက်ကွဲနေတဲ့ဘန်ကလည်းသူမနောက်ကိုချက်ချင်းလိုက်ခုန်ပြီးကပတ်ကတန်ကြိုးကိုပြန်ဆွဲကဆာရှာကိုဖမ်းဖို့ကြိုးစားပါတော့တယ်။ပြင်းထန်တဲ့ရေစီးကြောင်းဟာသူတို့နှစ်ဦးစလုံးကိုရေတကုံအတိုင်းတရွေ့ရွေ့ဆွဲခေါ်သွားပြီးအဲ့ဒီမှာပဲသူတို့ကိုချိတ်ဆက်ထားတဲ့တန်ကြိုးကကြောက်ဆောင်တစ်ခုမှညှိတွယ်သွားပါတယ်။ရေစီးတန်ကြောင့်ဘန်ဟာကြောက်ဆောင်နဲ့ခေါင်းတိုက်မိပြီးတော့မေ့မျောသွားပါတော့တယ်။အခုဆိုရင်တန်ကြိုးကရေရောက်ကတစ်ကိုင်းတစ်ခုမှညှိနေတာကြောင့်ဆာရှာဟာသူမရဲ့ကပတ်ကနေတန်ကြိုးကိုဖြုတ်ဖို့အသေးအတန်ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒါနဲ့ပဲသူမကတန်ကြိုးကိုမနှဲရွှေ့ပြီးမေ့မျောနေတဲ့ဘန်ကိုပါရေပေါ်ရောက်အောင်ဆွဲတင်ခဲ့ရပါတယ်။ကုန်းပေါ်ရောက်တော့ကြောက်တုံးတုံးနဲ့တန်ကြိုးကိုဖြတ်ဖို့ကြိုးစားပေမဲ့လည်းအဆင်မပြေခဲ့ပါဘူး။အဲ့ဒီချိန်မှာဘန်နိုးလာတာကြောင့်ဆာရှာဟာသူ့ကိုရေရောက်တဲ့အတင်းတွန်းချပြီးရေနှစ်တက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဘန်ကသူမထက်ပိုပြီးအားကောင်းတာကြောင့်ရေပေါ်ပြန်တက်လာနိုင်ခဲ့ပါတယ်။ဆာရှာလည်းအနီးကတန်ကြိုးကိုယူပြီးဘန်ရဲ့လေပင်ကိုညှစ်တက်ဖို့ထပ်မံကြိုးစားပြန်ပါတယ်။ဘန်ကသူမကိုပြန်လဲချပြီးတန်ကြိုးနဲ့ပဲသူမကိုအနားကပ်အောင်ဆွဲထားလိုက်ပါတယ်။အဲ့ဒီနောက်သူမအပေါ်ကနေခွာထိုင်ပြီးဆာရှာလေပင်ကိုပြန်ညှစ်ပါတော့တယ်။ဆာရှာဟာမိနစ်အနည်းငယ်လောက်ပဲရုန်းကန်နိုင်ပါတော့တယ်။သူမရဲ့ခန္ဓာကိုယ်အားနည်းသွားပြီးမျက်နှာမှာဒုက္ခဝေဒနာတွေပြည့်နှက်နေတာကိုမြင်လိုက်ရတဲ့အခါဘန်ဟာသူ့အမေရဲ့ရုပ်ပုံလာကိုသတိရသွားပြီးဆာရှာကိုလွှတ်ပေးလိုက်ပါတယ်။ဆာရှာကချက်ချင်းပဲအခွင့်အရေးကိုလက်လွတ်မခံပဲဘန်ကိုပြန်ထိုးလိုက်သလိုကြောက်တုံးတုံးကိုဆွဲယူပြီးဘန်ရဲ့ခြေထောက်ကိုအကြိမ်ကြိမ်ရိုက်ချလိုက်ပါတယ်။ဘန်ကလည်းဒေါသကြီးနဲ့ဆာရှာမျက်နှာကိုကန်လိုက်တာကြောင့်သူမရဲ့နှာခေါင်းယိုကျိုးသွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်စလုံးတရားကိုစီနဲ့တဲတောင်မြင်ပေါ်မှာလဲလျောင်းရင်နာကျင်မှုကိုအလူးလဲခံစားနေကြရပါတယ်။ညရောက်လာတဲ့အခါမှာတော့ဆာရှာဟာသူမရဲ့ရင်ထဲကအမှောင်တုနဲ့စိတ်တက်ကြနေမှုတွေကိုဖွင့်ဟလာပါတော့တယ်။သူမဟာဒရမီကိုလက်လွတ်လိုက်ရတော့ကအကြောင်းကိုငိုယိုရင်းပြောပြပါတယ်။ငါသူ့ကိုလှုပ်ပေးလိုက်တဲ့အချိန်မှာသူအသက်ရှင်နေသေးလားဆိုတာငါဘယ်တော့မှသိနိုင်မှာမဟုတ်တော့ဘူး။အဲ့ဒီအတွက်ငါကအမြဲတမ်းအပြစ်ရှိတယ်လို့ခံစားနေရတာလို့ပြောလိုက်ပါတယ်။သူမကဒရမီကိုတောင်တက်ဖို့အတင်းကျပ်တိုက်တွန်းမဲ့အစားသူ့စကားကိုနားထောင်ခဲ့တဲ့ကြောင်းနောင်နာကြီးစွာနဲ့ဝန်ခံလိုက်ပါတယ်။နောက်တစ်နေ့မနက်မှာတော့ဆာရှာဟာဘန်ရဲ့ခြေထောက်ကဒဏ်ရာတွေပုတ်ပွားနေတာကိုသတိထားမိလိုက်ပါတယ်။တော်ရဲကနေလမ်းလျှောက်ပြန်မယ်ဆိုရင်12ရက်လောက်ကြာမှဖြစ်လို့ဘန်ဟာလမ်းမှာတင်ပိုးဝင်ပြီးတေဆုံးသွားနိုင်ပါတယ်။ဒါကြောင့်ဆာရှာကငါတို့တောင်ပေါ်ကိုပဲဓာတ်ရိုက်တက်မှဖြစ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဘန်ကဒါကိုယူသွတ်တဲ့အကြံစီလို့ထင်ပေမဲ့အခြားရွေးချယ်စရာမရှိတော့တာကြောင့်ဆာရှာကိုတောင်တက်ကပတ်ပေးလိုက်ပါတယ်။အခုတော့ရင်သူနှစ်ယောက်ကအသက်ရှင်တန်ရေးအတွက်တကူတကူအားကိုးပြီးမဆောက်တဲ့တောင်ဝန်းကိုအတူတူတက်လှမ်းကြရပါတော့မယ်။ဘန်ကဆာရှာကိုအပေါ်ရောက်ရင်လွှတ်ပေးမယ်လို့ကတိပေးခဲ့ပေမဲ့မင်းကားကိုတွန်းချဖို့ကြိုးစားရင်တော့မင်းမငါနဲ့တူအောက်ကိုပါသွားမှာပဲလို့တွေးအေးနဲ့ချင်းချောက်လိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့သူမရဲ့လက်ထိပ်တွေကိုချွတ်ပေးလိုက်ပါတော့တယ်။ဆာရှာကလည်းအသက်ရှင်ဖို့အတွက်ဗန်ရဲ့ကျိုးနေတဲ့ခြေထောက်ကိုအထောက်ပံ့တစ်ခုလုပ်ပေးပြီးတောင်တက်ဖို့အတွက်ကျိုးတွေကိုတည်တည်ချာချာစီစဉ်လိုက်ပါတယ်။တောင်တက်ပွဲစတင်တဲ့အခါမှာတော့ဆာရှာဟာဖနှက်မပါတဲ့ခြေပလာနဲ့တောင်မှသူမရဲ့ပြောင်ပြောင်းလာတဲ့တောင်တက်ကျွမ်းကျင်မှုကိုထပ်မံသက်သေပြခဲ့ပါတယ်။လက်ခုလက်မှာဗန်မမြင်နိုင်တဲ့အချိန်ဆာရှာကကပတ်ကိုချွတ်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ဗန်ကရိမ့်မိသွားပြီးကျိုးကိုအားနဲ့ဆွဲကသူမကိုပြုတ်ကျအောင်လုပ်လိုက်ပါတယ်။ဆာရှာကလည်းမလျှော့ပဲဗန်ရဲ့ကျိုးနေတဲ့ခြေထောက်ကိုအားကုန်ကန်ကြောက်လိုက်ပြီးသူမဟာကပတ်ကိုပြန်နေတာပဲဖြစ်တယ်လို့အကြောင်းပြခဲ့ပါတယ်။တောင်ပေါ်ကိုဆက်တက်နေရင်ဗန်ကဆာရှာကိုအခုမင်းခန့်စားချက်ကတွမ်မီပြုတ်ကျသွားတော့ကလို့ဖြစ်နေမလားလို့စော်ကားမေးမြန်းပေမဲ့ဆာရှာကတော့ဘာမှပြန်မဖြစ်ပဲခရီးကိုသာအာယုံစိုက်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆာရှာဟာကြောက်ကဘာရဲ့အစွန်းတနေရာကိုအရင်ရောက်သွားပြီးကျိုးတွေကိုတစ်ပင်ငယ်တစ်ပင်မှာမြဲမြံအောင်ချီနှောင်လိုက်ပါတယ်။ပြီးတာနဲ့သူမကိုဘောကကပတ်ကိုချက်ချင်းဖြုတ်ချလိုက်ပါတော့တယ်။ဗန်ကသူမကိုပြုတ်ကျအောင်ကျိုးကိုအတွင်းဆွဲလိုက်ပေမဲ့ဆာရှာကတစ်ပင်ကိုအချိန်မီစုပ်ကင်ထားနိုင်ခဲ့ပါတယ်။ဗန်တရားကိုသူဆွဲထားတဲ့ကျိုးနဲ့တူကပတ်ကြီးပဲပါလာတာကိုမြင်လိုက်ရချိန်မှာတော့အရာအလုံးပြီးဆုံးသွားခဲ့ပါပြီ။ဆာရှာဟာတောင်ထိပ်ပေါ်ကိုအောင်မြင်စွာတက်လှမ်းနိုင်ခဲ့ပြီးအောက်မှာတွဲလောင်းဖြစ်နေတဲ့ဗန်ကိုသေမင်းနဲ့ရင်ဆိုင်ဖို့ထားရစ်ခဲ့လိုက်ပါတော့တယ်။ဆာရှာဟာဘောင်တောင်တက်ပစ္စည်းမှမပါတော့ပေမဲ့လည်းလက်ကျန်အင်အားနဲ့အန်ရကြားကနေတောင်ထိပ်ပေါ်ကိုအရောက်တက်ခဲ့ပါတယ်။အချိန်ချင်းချော်လဲပြီးကြာရှုံးလူနီးပါးဖြစ်ခဲ့ပေမဲ့သူမဘယ်တော့မှအရှုံးမပေးခဲ့ပါဘူး။နောက်ဆုံးမှာတော့တောင်ထိပ်ကိုရောက်သွားပြီးစိတ်သက်သာရာရစွာနဲ့ရီမောမိယာကနေတဖြည်းဖြည်းငိုရှိုက်တန်တွေအဖြစ်ပြောင်းလဲသွားပါတော့တယ်။ဒါဟာသူမရဲ့ကြောက်ရွံ့မှုတွေနာကျင်မှုတွေနဲ့နောင်နာတွေကိုဆွေးကြောပစ်လိုက်တဲ့မျက်ရည်တွေပါပဲ။နိုင်ပေါင်းများစွာလမ်းလျှောက်ပြီးနောက်ညအချိန်မှာလမ်းမကြီးပေါ်ကိုရောက်ရှိခဲ့ပြီးကားတစ်စီးကသူမကိုကယ်တင်ခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ဆာရှာဟာရဲစခန်းကိုရောက်သွားပြီးပျောက်ဆုံးနေတဲ့လူတွေရဲ့အလောင်းတွေနဲ့လူသားစားလူသက်သမားဗန်ရဲ့ဂူရှိယာကိုလက်ညွှန်ပေးခဲ့ပါတယ်။မကြာခင်မှာပဲအာဏာပိုင်တွေကအလောင်းတွေကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးဒီဖြစ်ရဲ့ဆိုးကြီးဟာတနိုင်ငံလုံးအတိုင်းအတာနဲ့သတင်းတွေမှာဟိုးလေးတကြောဖြစ်သွားပါတော့တယ်။အရာအလုံးပြီးဆုံးသွားတဲ့အခါဆာရှာပင်လယ်ကမ်းခြေကိုသွားခဲ့ပါတယ်။သူမဟာတွမ်မီရဲ့တန်လိုက်အိမ်မြောင်လေးကိုနောက်ဆုံးအနေနဲ့နမ်းလိုက်ပြီးပင်လယ်ထဲကိုလွတ်ပစ်လိုက်ပါတော့တယ်။ဒါဟာသူမရင်ထဲမှာနှစ်ရှည်လများပိတ်လှောင်ထားတဲ့အပြစ်ရှိစိတ်တွေကိုအပီးတိုင်ဆွတ်လွတ်လိုက်တာပါပဲ။အခုဆိုရင်ဆာရှာအတိတ်ရဲ့အရေးမဲတွေအောက်ကနေလွတ်မြောက်ပြီးဘဝသစ်ကိုစတင်မှုအစဉ်သစ်ဖြစ်နေပါပြီ။